ဒီမှာဗျာနော်ကွန်တွေအလုပ်ကျင်းရတဲ့ကြောက်ကလေးဖြတ်မဗျာစီတာထားဗျာနော်ဆေးတော့မဆေးထားဘူးဗျဖြတ်ကြည့်အောင်နော်ကြောက်သားလေးကနည်းနည်းကြမလားလို့ခုံခွန့်လေးကလည်းရစ်မလို့မရစ်မလို့ရောနော်ရစ်ဖို့မတည်ချောဗျာနော်ဖြတ်ကြည့်အောင်ဒီကောင်လေးကတော့ဟိုနေ့အပြက်6တောင်းဝယ်ထားတဲ့ကြောက်လေးပေါ့ဗျာနော်ဒီကောင်ကလည်းမော်ကြီးကြောက်လို့မော်စီစာကြောက်လို့ဖြစ်တာပေါ့နော်ဒါပေမဲ့ဒီကောင်ကမော်ကြီးကြောက်စင်းဝင်ဗျာနော်မော်စီစာကြောက်မှဒီလိုဖြူဖြူဘိုးဘွေးတွေမရှိဘူးဗျာနော်အခုဖြူမရှိဗျာမော်စီစာကြောက်မှဒီလိုဝါတာတွေရှိတယ်ဗျာနော်ဒီလိုဖြူတာတွေမရှိဘူးပေါ့ဗျာနော်ဒီကောင်လည်းဒီတိုင်းရောင်းဆန်းတော့1000လောက်ပဲရမှာဗျာအဲ့ဒါ3ချိုး1ချိုးလောက်ရှုံးပါဗျာအဲ့တော့မထူးဗျာနော်ဆက်ကြည့်ပါဗျာခါချမ်းပါဗျာနော်ကြောက်တာနည်းနည်းမာတယ်ဗျာဒါပေမဲ့သူ့ရဲ့အတန်ကရမ်းကျန်းတဲ့အတန်ပေါ့ဗျာနော်ညက်ချောတာမပေါ့ဗျာရမ်းကျန်းတဲ့အတန်ပေါ့တယ်ဗျာနော်အပြင်အပဲ့မှာကြောက်သားမရတော့ဒီကောင်လဲအကပိတ်ပဲသွားတော့ဗျာနော်ဖုံးခန့်လဲအထုပဲနေမှာဗျာနော်ချက်ထွက်လာမှသိနေဗျာကြောက်တာရင့်နေဗျာနော်ဒါပေမဲ့သူကအထက်မှာဝါကွန်းနေပေါ့ဗျာနော်ဝါကွန်းနေရှုပ်သွားတယ်ဗျာနော်အဝါလည်းဘယ်လိုဝါလို့ပြောမလဲအနောက်ရှက်ပေးတဲ့အဝါဗျာအကျိုးပြုတဲ့အဝါတော့မဟုတ်ဗျာနော်နီးတော့ထောက်ကြည့်မယ်ဗျာနော်ဒါကကြောက်တာပြောတယ်ဗျာမော်ကြီးဆိုတော့ကိုယ့်ဘက်ကညှော်လင်းချက်အားနည်းတယ်ဗျာနော်ဒီတိုင်းရောက်တော့2000 3000လောက်ပြန်ရနိုင်တယ်ဗျအမှန်ဒီတိုင်းရောက်တင်တယ်ဗျာနော်ဒါပေမဲ့ကိုကမစောင့်နိုင်ဗျသို့တော်ညကြောက်ဝိုင်းမရှိတော့တော်တော်ကြကြပြစ်ထားရမှာဗျာနော်ပြစ်ထားတဲ့ကြောက်ခေါင်းရှုပ်မခံအောင်ဗျာနော်တခါတည်းပြည့်တခါတည်းလွန့်ပြည့်เสียရှိရလွန့်ပြည့်ပေါ့အောင်ရင်အေးစစ်တိန်းထားပေါ့ဗျာနော်ကြောက်တာရမ်းရော့တယ်ဗျာနော်ဟုတ်လားစွန့်ပြစ်ကြောက်စင်းဝင်သွားပေါ့ဗျာနော်ခိုင်အောင်မကြည့်တော့ဗျာတခါတည်းတော့လွန့်ပြစ်လိုက်တော့အောက်ထောတင်ကိုတော့တင်ကိုဗျာနော်တင်ကိုအစုပ်ပလို့တော့ဆိုတာမျိုးဖြစ်သွားဗျာနော်โอเคဘာမှသုံးစားလို့မရတဲ့တင်ကိုပေါ့ဗျာနော်အညစ်ကြေးတွေဝင်တယ်ပေါ့ဗျာနော်သူ့ရဲ့အညစ်ကြေးကများလုံးလို့ဘလို့ကိုစာဖွဲ့ရမလဲအမိုက်ပုံလို့ဖြစ်သွားဗျာနော်အမိုက်ပုံလို့တင်ကိုသားပေါ့ဗျာနော်ဘာမှသုံးစားလို့မရဗျာဒီကြောက်လဲစွန့်ပြစ်ရမှာဗျာနော်ပြစ်ထားခဲ့ဗျာနော်ဒါပေမဲ့ကွန်ဒေထွင်းအားလုံးကြီးနဲ့ကြောက်က6000အပြည့်ဝယ်ထားတဲ့ကြောက်ထဲတော့နည်းနည်းအဆင့်မြင့်တယ်ဗျာနော်ဒီကောင်ကနည်းနည်းကင်ပြီးမှခေါ်ရိုက်ပြဒီရိုက်ပြလို့ရသေးတယ်ဗောနော်6000ဝယ်တဲ့ကြောက်လက်နဲ့တော့မကင်မဲနဲ့တခါတည်းစွန့်ပြစ်လိုက်တယ်ဗျာနော်ကြောက်ဆိုတာအဲ့လိုပဲဗျာနော်ဝယ်တော့ကတော့အာယုံလေးနဲ့ဖြက်ပြီးဆေးပြီးတော့ဝဲထုတ်ရတဲ့ကြောက်များတယ်ဗျာနော်